Hello ဒီနေ့ကတော့ပိုးရဲ့ဘဝမှာဒုတိယအကြိမ်ကလေးလေးဖြစ်ခွင့်ရတဲ့နေ့လေးပါ။ပိုးစဉ်းစားထားတော့ငါပိုင်းအောင်လေးဝင်မယ်ပြီးရင်ဓာတ်ပုံလေးရိုက်မယ် cutie ပူစီလေးလုပ်မယ်တလောက်ပဲပြီးလေးပြီးတော့ဘဲဟုတ်မလဲရောက်လေးရောက်ကိုဆော့တာအသက်ကိုမြောင်းနဲ့လောက်နဲ့လေးပေါင်းဆက်ပြီးမွေးထားလာတာအောင်မနားမလဲအဲ့လိုအယုံမြင်တာနဲ့အဲ့လိုပြေးဖက်ပြစ်တာအယုတ်ကလေးကိုနောက်မကက်ရဲတော့ဒီကတခါဖက်တာတော့ तू ကလေးခွာပြီးတော့ပြေးတယ်ပိုးကလေတကယ်တော့ငငယ်လေးတွေကပျော်ပပါစိတ်လို့ကိုလို့တခါမှမစောခဲ့ရဘူးအဲ့တော့လေအခုဒီလေးရောက်တော့လေအရန်ပျော်ပြီးတော့အရန်ဆော့တာဒီကကိုထင်အောင်မထားဘူးကငငယ်လေးတော့မိဘနဲ့နေတာတော့မဟုတ်အဖိုးဖွားတွေနဲ့နေတာဆိုတော့အဖိုးဖွားတွေကအရန်စီကန်းကြည့်တော့ကြတော့လေပို့ဆော့လဲမဆော့ကောင်းအေးအဲ့လိုသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲကွာကြီးပြင်းလာတာဆိုတော့မိဘနဲ့နေရင်တော့ဒီလောက်ထိထိန်းချုပ်လိုက်မယ်လို့တော့မထင်ထားဘူးထားလိုက်ပါတော့မယ်နေ့လည်စာကလေအရန်စားကောင်းနေသီလားဒါကတော့ကြောင်ညာဝင်တော့ပေါ့နော်ပိုးရဲ့ဘဝမှာဒီလောက်ပြောစရာကောင်းတဲ့နေ့ဆိုတာတစ်ခါမှမရှိခဲ့ဘူးပေါ့နော်ဒါပိုးရဲ့ပထမအဆုံးလို့ပဲပြောရမယ်ပိုးကအသက်23ဆိုတော့23နှစ်ထိပေါ့နော်အဲ့လိုမျိုးတစ်ခါမှမပြောခဲ့ဘူးတော့ကျတော့ဒါကိုစိတ်လို့ကိုလို့ကစားဖြစ်သွားတာလို့ပဲပိုးကတော့ထင်မှာနေ့6နာရီလဲထိုးပြီးတဲ့နင်တို့အပွဲကအရန်ဆော့လောင်လို့တဲ့လက်မခံတော့ဘူးဆိုပြီးတော့နှင်းထုတ်လိုက်လို့ပိုးတို့တွေအိမ်ပြန်လိုက်ပါပြီကဲပိုးရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတတနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်